မင်္ဂလာပါရှင်ခုဆိုရင်တော့ရမုံတို့က NELC Preschool Graduation Ceremony ပွဲကြီးကိုတက်ရောက်လာကြတဲ့ဖေဖေမေတို့စီသွားပြီးတော့သူတို့ရဲ့ရင်းနှင်းကစကားတန်လေးတွေကိုလိုက်လံမြင်မြန်သွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်မင်္ဂလာပါရှင်ဒီပါတယောက်အနေနဲ့ခလေးကိုကြောင်းထားတယ်ဆိုတဲ့နေရာမှာပေါ့နော်အမအနေနဲ့ဘယ်အချက်ကိုအရေးကြီးဆုံးထားပြီးစဉ်းစားခဲ့ပါလဲရှင်ရှင်ဟောပေါ့နော်ကျောင်းအတွက်စဉ်းစားတဲ့ခါမှာတော့ကလေးတွေအတွက်လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်ဖြစ်ဖို့ရယ်ပြီးတော့ဟောပေါ့ကလေးပေါ် view site လာရယ်တင်ကြားမှုစနစ်တွေကိုလေ့လာပြီးတော့ဆုံးဖြတ်ခဲ့ပါတယ်ရှင်အဲ့ဒါဆိုလို့ရှင်ပေါ့နော်ဒီအမအနေနဲ့ NELC ကိုဘာဖြစ်လို့အဓိကထားပြီးရွေးချယ်ဖြစ်တာလဲရှင်ဟုတ်ကဲ့ရှင် NELC ရဲ့ teacher ရဲ့caring attitude နဲ့ဟောပေါ့ learning technique တွေကိုသဘောကျလို့ရွေးချယ်ဖြစ်ခဲ့တာပါရှင်မမေအနေနဲ့ပေါ့နော်ဒီ NELC ရဲ့သင်ကြားရေးစနစ်နဲ့ဆရာဆရာမတွေပေါ့မမေရဲ့အမြင်လေးကိုလည်းပြောပြပေးပါအောင်ရှင့်ရှင် NELC ရဲ့သင်ကြားရေးစနစ်ကတော့ကလေးတွေကိုနားလည်ပြန်အောင်သင်ကြားပေးတယ်ပေါ့နော်ဆရာဆရာမတွေကလည်းကလေးတဦးချင်းစီတိုင်းအပေါ်မှာတိကျ view design နဲ့စောင့်ရှောက်ပေးရလို့ထင်မြင်မိပါတယ်ရှင်မင်္ဂလာပါမမေရှင်ကဲမင်္ဂလာပါရှင်ဟုတ်ကဲ့မမေအနေနဲ့ပေါ့နော်ဒီ NELC ကိုရွေးချယ်ပြတဲ့အဓိကအကြောင်းရင်းလေးကိုပြောပြပေးပါအောင် NELC ကိုရွေးချယ်ပြတဲ့အကြောင်းရင်းကတားရဲ့ပေါ့နော်ဝမ်ခွဲအမလေးကဒီကျောင်းမှာမတက်တာရှင်ဒီကျောင်းမှာမတက်တော့အဆင်ပြေရဲ့ဒီချက်တွေက view site တယ်ပေါ့နော်view site တယ်ဆိုတော့ဒီကျောင်းရွေးချယ်ပြသွားတာရှင်ဟုတ်ကဲ့ရှင်မမေအနေနဲ့ပေါ့နော် NELC ရဲ့ဒီသင်ကြားရေးစနစ်တင်တဲ့ဆရာဆရာမတွေရဲ့ကလေးပေါ် view site မှုပေါ်လေးရောမမေအနေနဲ့ဘယ်လိုလေးမြင်ပါလဲရှင်ဟုတ်ကဲ့ရှင်ဒီချက်တွေကလေဟိုစာတင်တဲ့အပြင်ပေါ့နော်စာတင်ကြတဲ့အပြင်ကိုသူတို့ကစီကံပိုင်းဇာတ်တာပိုင်းပေါ့နော်စီကံပိုင်းဇာတ်တာပိုင်းကိုတခြားတင်ကြားပေးရဲ့ပြီးကလေးတွေကိုလည်း view site တယ်ကလေးတွေကိုလည်းတခြား view site ပေးရဲ့ပြီးတော့တသားတို့လည်းကျောင်းမှာပြောတယ်ပေါ့နော်ကျောင်းမှာပြောတယ်ဆိုတော့သိရတဲ့အတွက်ပြောရှင်ပါတယ်ရှင်ဟုတ်ကဲ့ဒီပေါ့နော်အခု NELC မှာတသားလေးอ่ะပေါ့နော် graduation ပွဲလေးကိုရောက်လာတဲ့အချိန်မှာမမေအနေနဲ့ရင်ထဲကခံစားချက်လေးကိုပြောပြပေးပါဦးဟုတ်ကဲ့ရှင်အခုလိုပေါ့နော်ရောက်တဲ့အတွက်ဝမ်းသာပီတိဖြစ်ရပါတယ်ရှင်ဟုတ်ကဲ့ပြီးတော့အခုလိုမျိုးပွဲမျိုးစီစဉ်ပေးရတဲ့အတွက် NELC ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဆရာဆရာမများအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါရှင်မင်္ဂလာပါဒီပေါ့နော်အမ NELC Preschool ကျောင်းသားမိဘတယောက်အနေနဲ့ NELC ကိုဘာဖြစ်လို့ရွေးချယ်တင်တာလဲဆိုတာလေးကိုအကြံပြုပြောကြားပေးပါအောင်ရှင်ဟုတ်ဘာလို့ရွေးချယ်တင်တာလဲဆိုတော့ NELC ကျောင်းလေးရပါတော့ကျွန်တော်ကြည့်လိုက်တော့သူတို့ရဲ့ curriculum ကိုကျွန်မကြားတယ်သူတို့ရဲ့ curriculum လေးကIEYC ဆိုတဲ့ curriculum လေးပေါ့နော်အဲ့ curriculum လေးကိုလည်းသဘောကျရတယ်ပြီးတော့ဒီ curriculum လေးကိုဆရာဆရာမကြီးကတိတိရောက်ရောက်နေပေါ့နော်သင်ကြားပေးနိုင်တာရယ်နောက်ပြီးတော့ဆရာဆရာမကြီးကကလေးတွေပေါ်မှာအရန်ကိုမေတ္တာထားပြီးတော့စိတ်ရှည်သီးခံပြီးတော့ဒီသင်ကြားရေးပိုင်းမှာတင်တာမကောက်တခြားတော့ဘုဟုတုတတွေတိုးပွားအောင်လည်းတိတိကျကျသင်ပေးနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ရွေးချယ်ခဲ့ရပါဟုတ်မအနေနဲ့ပေါ့နော်ဒီ NELC ရဲ့ကလေးပေါ့နော်ကလေးရဲ့ပထမဆုံးအောင်မြင်မှုခြေလှမ်းဖြစ်တဲ့ graduation ပွဲလေးအတွက်ကောအမအနေနဲ့ဗာလေးပြောချင်ပါလဲရှင်တသားလေးရဲ့ဒါပထမဆုံးခြေလှမ်းပေါ့နော်ကျွန်မသားလေးရဲ့ပထမဆုံးခြေလှမ်းဖြစ်တဲ့ဒီ graduation stage ပေါ်မှာမြင်ရတဲ့အရင်ကဝမ်းသာပြီးဖြစ်နေတယ်ပြန်เนาะအဲ့လိုမျိုးလေးဖြစ်အောင်လို့မျိုးဖန်တီးပေးတဲ့ NELC ကျောင်းလည်းအများကြီးကျေးဇူးတင်ပါတယ်လို့ပြီးတော့ဒီလိုမျိုးလေးပွဲမှာတက်ရောက်ခွင့်ရအောင်လို့ဖန်တီးပေးဒီလိုမျိုး stage ပေါ်မှာတက်ရောက်အောင်ပေါ့နော်ဖန်တီးပေးတဲ့ဆရာမလေးတသားလေးကိုသင်ပေးတဲ့ဆရာဆရာမတွေ NELC ဆရာဆရာမတွေနောက်ပြီးတော့ NELC က supervisor တွေပြီးတော့ staff တွေပေါ့နော်ရုံးဝန်ထမ်းတွေအကုန်လုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့အမအနေနဲ့ပေါ့နော် NELC ရဲ့သင်ကြားရေးစနစ်နဲ့ဆရာဆရာမတွေရဲ့ကလေးပေါ် view site မှုလေးကိုရောဗာလေးမြန်ပြောကြချင်တာရှိပါလဲရှင်ဒီ NELC ကဆရာဆရာမကြီးပေါ့နော်ကလေးပေါ်မှာအရန်မေတ္တာထားတယ်ပေါ့နော်မေတ္တာထားအရန်လည်းစိတ်ရှည်သီးခံပြီးတယ်ကျမကလေးဆိုလို့ရှိရင်ဟိုဒီ social ဘိုင်းမှာတော်တော်လေးပေါ့နော်ဟိုအားနေလို့ပြောမှာပေါ့နော်အဲ့ဒီဘိုင်းမှာဆိုလည်းအများကြီးတိုးတက်လာအောင် teacher ကြီးကပံ့ပိုးကူညီပေးတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီကလေးပေါ်မှာလည်းအရန်စိတ်ရှည်ပြီးတယ်တခုခုကျမသားလေးကစားလိုက်လို့ပေါ့နော်မတော်တဆထိမိသွားရင်တော့ချက်ချင်းဆရာမိဘရေဖုန်းဆက်ပေးရပေါ့နော်ဖုန်းဆက်ပြီးအကြောင်းကြားပေးရပြီးတော့စိတ်ရှည်အရန်စိတ်ရှည်သီးခံပြီးတော့မိခင်တယောက်လိုမျိုးမေတ္တာထားပြီးတော့တင်ကြားရေးပိုင်းတွေကိုလည်းထိထိရောက်ရောက်နဲ့ပေါ့နော်တင်ကြားပေးရဆရာဆရာမတွေပေါ့လည်းအများကြီးကျေးဇူးတင်ပါတယ်လို့ဟုတ်မင်္ဂလာပါအမမင်္ဂလာပါကဲဒီအမအနေနဲ့ပေါ့နော် NELC မှာတက်ရောက်ပြီးနောက်ပိုင်းကလေးတွေရဲ့ဒီဘုဒ္ဓပိုင်းတွေမကပဲနဲ့သူရဲ့စိတ်နေစိတ်ထားပိုင်းရောအပြုတ်မှုပိုင်းမှာရောပေါ့နော်ဘယ်လိုထူးခြားပြောင်းလဲတာလေးတွေရှိရင်မမျှဝေပေးပါအောင်ရှင်ဟုတ်တသားကအဓိကပေါ့နော်ဘုဟုတုတပိုင်းနေတယ်မကဘူးပေါ့နော်သူရဲ့စိတ်နေစိတ်ထားတွေလည်းအရန်တိုးတက်ပြောင်းလဲလာတာတွေ့ရတယ်သူအရင်တော့ဆိုရင်ပေါ့နော်သူတငယ်ချင်းနေနဲ့လည်းသူကတယောက်တည်းနေတာများတော့တငယ်ချင်းနေနဲ့လည်း sharing မလုပ်တတ်ဘူးဟိုသူဟာသူတယောက်တည်းဟိုisolated နေတာများတယ်ပေါ့နော်ဒါပေမဲ့ဒီကြောင်းထားပြီးတဲ့နောက်ပိုင်းမှာဟိုသူညီကိုမောင်နှမတွေနဲ့ပဲဖြစ်ဖြစ်ပတ်ဝန်းကျင်ကတခြားတငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် sharing လည်းလုပ်တတ်လာတယ်နောက်သူ့ရဲ့ဟို educated level ဖြစ်လာတယ်ပေါ့နော်
မိဘတယောက်အနေနဲ့ကလေးကိုအကြောင်းရွေးချယ်တဲ့နေရာမှာဘာဖြစ်လို့ NLC ကိုရွေးချယ်ခဲ့တာလဲရှင် ဟုတ်ပထမဦးဆုံးတော့ဒီကျောင်းတွေကတော့အကုန်လုံးကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီကျောင်းရဲ့ဟိုတင်ရွညွန်းနှန်းနေအဲ့လိုမျိုးပေါ့သူရဲ့စာသင်တဲ့အပိုင်းနေနောက်သူသူရဲ့ဟိုဒီ education mind နဲ့မကောက်ဘူးပေါ့နော်သားသမီးတွေရဲ့ဒီစိတ်နေစိတ်ထားတွေခုနကပြောတဲ့စိတ်နေစိတ်ထားပိုင်းတွေဟိုattitude ဘိုင်းနေပေါ့နော်အကုန်လုံးသူတို့တွေကပြုပြင်ပြောင်းလဲပေးတယ်တိုးတက်လာတာတွေလည်းတွေ့ရတယ်ပေါ့နော်ဟိုတခြားကလေးတွေကိုလိုက်ပြီးလေ့လာကြည့်တဲ့အချိန်မှာအဲ့ဒါနဲ့ပဲ NESC ကိုပဲဟိုရွေးချယ်ပြတာပေါ့နော်ဟုတ် NLC ရဲ့တင် जा ရေးနီးစနစ်နဲ့ဆရာဆရာမတွေပေါ်ကလေးတွေရဲ့ဂရုစိုက်မှုပေါ်ဘယ်လိုမြင်မိပါသလဲရှင် ဟုတ်အရန်ကောင်းပါတယ်ပေါ့နော်အခုဒီသူတို့ရဲ့ semester တစ်ခုပြီးတိုင်းပေါ့နော်ဟိုဒီ level တစ်ခုပြီးတိုင်းဆရာမတွေကခေါ်ပြီးတော့ဆွေးနွေးတယ်ចောင်းသားတွေရဲ့တသားရဲ့တိုးတက်မှုတွေပေါ့နော်ဘယ်လောက်ရှိနေပြီအမြဲတမ်း Viber group မှာလည်းသူတို့ရဲ့ဟိုနေ့စဉ်ပေါ့နော် daily lesson plan တွေလည်းတွေ့ရတယ်သူတို့ရဲ့ဟိုတိုးတက်မှုတွေလည်းတွေ့ရတယ်ပေါ့နော်ဟို teacher တွေကိုလည်းအရင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲပါရှင်အမအခုလိုဖြေချပေးတာကျေးဇူးတင်ပါတယ် ကျေးဇူးပါ မင်္ဂလာပါရှင် မင်္ဂလာပါခင်ဗျာ ဟုတ်ကဲ့ဒီကိုအနေနဲ့ပေါ့နော် NLC မှာကလေးကိုစတင်အနှံခဲ့စဉ်ကအမှတ်တရလေးရဲ့အခုလိုမျိုး graduation ပွဲလေးကိုရောက်နေတဲ့အချိန်ပေါ့နော်ဖြစ်ပေါ်နေတဲ့ခံစားချက်လေးကိုပြောပြပေးပါအောင်ရှင် စတင်အပ်တဲ့ချိန်ကတော့ထူးခြားမှုမရှိအောင်တားကတော့ရန်စော်တယ်များပြီးရန်စော်တဲ့အတွက်ထူးခြားမှုတော့မရှိဘူးပြီးတော့တသားကဆူရတဲ့ခံတော့ကျော်ရှင်ကတော့တားတဲ့ကျော်ရှင်နဲ့ဒီပီဒီပြာဘုံမျိုးယူတော့တာဟုတ် ဒါအခုအနေနဲ့ပေါ့နော် NLC ကိုရွေးချယ်ပြတဲ့အဓိကအကြောင်းရင်းလေးကိုပြောပြပေးပါဦး ရွေးချယ်ပြတဲ့အကြောင်းကတားကိုဒီတိုင်းနဲ့ကျောင်းလေးကျောင်း NLC ရဲ့ဗာလေးကျောင်းအပ်ပြီးရဲ့ခါကျတော့ကျန်တဲ့ကျောင်းနေတဲ့ဆိုင်ကြီးကျောင်းကဆရာမတွေကလည်းအသင်ပြကောင်းနေတယ်။နောက်ကလေးဂီးဆိုင်တဲ့ပုံမှာလည်းတခြားကျောင်းတွေတာတယ်။နောက်ပြီးတော့ဒီချက်ကားနဲ့ကြိုဖို့လုပ်တဲ့ခါမှာလည်းပုံကျော်အဆင်ပြေမိုးအောက်မှာရှိတဲ့အတွက်ကလေးရဲ့နေပူဒဏ်နောက်မိုးဆူတာလို့မဖြစ်ဘူး။ဒီကနေ့ဆရာမတွေကအရှင်နဲ့စောင့်ကြည့်နေတယ်။နောက်အများကြီးဆိုင်တယ်။ဒီနေရာကြီးဘာကြောင့်မှလည်းလိုအပ်တာရှိမှာတယ်ဒီလိုကခုထဲမှာလည်းဟုတ်ကဲ့အဆင်ပြေပါလေဟော အခုအနေနဲ့ဒီ NLC ရဲ့တင် जा ရေးစနစ်နဲ့ဆရာဆရာမတွေပေါ်ကလေးတွေကိုဘယ်လိုမျိုး view site တင် जा ပေးတယ်လို့မြင်ပါလဲရှင်ဆရာမတွေအကုန်လုံးကတော့အရင်ကူးဆိုင်ကြပါတယ်တင် जा ရေးမှာအခုဆိုရင်အင်္ဂလိပ်ဗမာလိုတော့ကောင်းပြောတတ်လာပြီရေးတာလည်းဖတ်တတ်တယ်အားလုံးအဆင်ပြေလာတင် जा ကဏ္ဍအခရာအစားအကုန်တေချာတက်မြောက်လာတယ်နောက်တင်ငယ်ချင်းအပေါင်းအသင်းတွေလည်း sharing လုပ်တတ်လာတယ်နောက်ပြီးတော့ teacher ရဲ့စကားတွေကိုကောင်းနားထောင်တတ်တာတခြားကတော့ဆရာမတွေတော့အားလုံးကိုကျေးဇူးတင်ပါတယ်တက်မြောက်တင် जा ပေးတဲ့အတွက်မင်္ဂလာပါအမ မင်္ဂလာပါရှင် အမအနေနဲ့ပေါ့နော် NLC မှာကလေးကိုစပြီးတော့အနှံခဲ့တဲ့အချိန်နဲ့ကအမှတ်တရနဲ့အခုလိုမျိုး graduation stage ပေါ်ရောက်နေတဲ့အချိန်ကခံစားချက်လေးကိုနှိုင်းယှဉ်ပေးပါအောင်ရှင်ကလေးတွေကိုစောင့်စားဖို့တဲ့အချိန်မှာမိဘတွေကြုံတွေ့နေကြပဲဒီမှာသူတို့ရဲ့စိုးရိမ်ပူပန်မှုတွေပေါ့နော်နောက်ဆရာမနောက်ကိုမိုးပြီးတော့လိုက်တာတဲ့ဟာလေးတွေပေါ့အဲ့ဒီအချိန်မှာကိုရီးယားလည်းမျက်ရည်ကိုထိမ့်ပြီးတော့မှကလေးလေးအတွက်အဲ့လိုမျိုးလေးဖြစ်ရတဲ့ခံစားချက်ကလေးတွေရှိတာပေါ့ဆက်ဆက်နေဟာအခုကတော့ကျတော့ stage ပေါ်မှာ graduation song တွေကို confidence ရှိနဲ့ဆိုသွားတဲ့တသားကိုကြည့်ပြီးတော့လေအရန်ကိုဝမ်းသာကြမိပါတယ်ရှင်မမေအနေနဲ့ပေါ့နော် NLC မှာတက်ရောက်ပြီးနောက်ပိုင်းကလေးရဲ့ဒီဘုဟုတ္တပိုင်းမှာတွေမဟုတ်ဘဲနဲ့စိတ်နေစိတ်ထားလေးတွေသူရဲ့အပြုတ်မှုပိုင်းလေးတွေမှာဆိုလို့ရှိရင်ရောဘယ်လိုမျိုးထူးခြားတဲ့အပြောင်းလဲလေးတွေတွေ့ရှိရလဲဆိုတာလေးမျှဝေပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောတသားလေးတိတိတတ်တာတွတ်တက်လာကိုတွေ့ရပါတယ်တသားကိုလည်းတာဝန်ယူတတ်တဲ့စိတ်ကလေးတွေအိမ်မှာပေါ့နော်ခဏကလေးတွေချွတ်တာအစားစီစီလေးချွတ်တယ်ပြီးတော့သူ့အင်ကြီးလေးတွေလည်းသူ့ဘက်သူခောက်တတ်တယ်အဲ့လိုမျိုးလေးကိုလှုပ်ချင်တဲ့စိတ်ကလေးတွေလည်းဖြစ်လာတယ်ပြီးတော့မေမေထမင်းချက်တာမိဘူးတိုက်တာအစားမေမေဟင်းချက်တွေဒါတွေကိုဘယ်လိုတက်လာလဲစူးစမ်းတဲ့စိတ်ကလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်ရှင်ပြီးတော့English speaking ဘိုင်းနဲ့ဆိုလည်းပဲမမရင်းနဲ့ပေါ့နော်အဲ့လိုထမင်းစားရတော့ကြောတက်လာတယ်ရှင်ဟုတ်ကဲ့โอเคပါရှင်ဒီကလေးရဲ့ပေါ့နော်ပထမအဦးဆုံးအောင်မြင်မှုခြေလှမ်းဖြစ်တဲ့ graduation ပွဲလေးအတွက်ကမမေအနေနဲ့ဗာလေးမြန်ပြောချင်ပါလဲရှင်ဟုတ်ကဲ့တတအတွက်အများကြီးဝန်တာကုန်ယူမိပါတယ်တတကိုပေါ့နော်ဒီ national ကနေစပြီးတော့ pre-5 အထိသင်ကြားပေးတဲ့ဆရာမတွေတယောက်ချင်းစီကိုလေးလေးနက်နက်နဲ့လှိုက်လဲကျေးဇူးတင်ပါတယ်အခုလိုမျိုး graduation ပွဲကြီးကို
ခက်ခက်နန်းနန်းနဲ့ကျင်းပပေးတဲ့ NESC ကတာဝန်ရှိသူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် ရှင်ကျေးဇူးတင်ပါတယ်မမေရှင် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင် မင်္ဂလာပါရှင် ပါညီမလေးဟုတ် မိဘတယောက်အနေနဲ့ကလေးကိုကြောင်းရင်းချေရမှာဘာကိုအရေးကြီးဆုံးထားပြီးတော့မှစဉ်းစားခဲ့ပါလဲရှင် ဟုတ်ဒီ NENC ရဲ့ learning environment ကိုလေ့လာပြီးတော့အကောင်းဆုံးဖြစ်မယ်လို့ယူဆပြီးတော့ရွေးချယ်ခဲ့တာပါရှင်ဟုတ်ကဲ့ ရှင် NESC ကိုရွေးချယ်ဖြစ်တဲ့အဓိကအကြောင်းရင်းကိုလည်းသိပြရစီရှင် ဟုတ် NENC ကိုအဓိကထားပြီးရွေးချယ်ဖြစ်တာကတော့လေဟို NENC မှာရှိတဲ့ဆရာဆရာမတွေဝန်ထမ်းတွေကတသားလေးပေါ်မှာမျိုးတွေနဲ့ကြီးစိုက်ကြတယ်ပြီးတော့ဟိုမိဘတွေအကြောင်းချိန်တွင်းမှာပေါ့နော်မိဘတွေကိုစားကျမရေးအစားအသောက်အနေထိုင်တွေကိုဂူးဆိုင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ဟုတ်ကဲ့ ဒီကလေးရဲ့ပေါ့နော်ပထမဆုံးအောင်မြင်မှုခြေလှမ်းလေးဖြစ်တဲ့ graduation ပွဲလေးအတွက်ရောမအနေနဲ့ဗာလေးများပြောချင်ပါလဲရှင် ဟုတ်ကဲ့အခုလိုမျိုးတသားမိမိတို့အတွက်မူဂျိုဘဝပထမခြေလန်းနေရဲ့အောင်မြင်မှုကိုဒီလို graduation ceremony လေးနဲ့ကျင်းပပေးတဲ့အတွက်လည်းအများကြီးဝမ်းသာပီတိဖြစ်ရပါတယ်ဟုတ်ကဲ့တသားမိမိတို့လည်းဒီလို graduation ceremony ပြုလုပ်ပေးခြင်းအပြင်သူတို့ရဲ့မိမိကိုယ်ကိုယုံကြည်မှုတွေပေါ့နော်တိုးတက်လာပြီးတော့ရှေ့လျှောက်ပြီးတော့လျှောက်လန်းရမယ့်အနာဂတ်ပညာရေးလမ်းခီးမှာလည်းအင်အားတွေရရှိမယ်လို့ယုံကြည်ပါတယ်ရှင် ကဲပါရှင်အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ် ဟု ရှင် တ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ် ဒီနေ့မှာတော့ကြားရောက်လာခဲ့ကြတဲ့မိဘအုပ်ထိန်သူများရဲ့ယင်းထဲကပိဋိစကားတန်လေးတွေကိုကြားရတာတကယ်ကိုကြည်နူးစရာကောင်းလာပါတယ်ရှင်ကလေးငယ်တွေရဲ့ကနဦးစပညာရေးခရီးမှာ NELC ကိုယုံကြည်စိတ်ချစွာနဲ့ရွေးချယ်ပေးခဲ့တဲ့မိဘတွေအားလုံးကို NELC မှာအထူးပင်ကျေးဇူးတင်ရှိရပါတယ်ရှင်